တနေ့ရကိုခေါ်သွားတာကို English လို့ take ဒါလေးကိုသုံးပြီးပြောလို့ရတယ်ကိုကဖိဖိမိမိအနေနဲ့မနက်တိုင်းတသားမိမိလေးတို့အကြောင်းကိုပို့ပေးတယ်ဆိုလို့ရှိရင်လည်းသုံးလို့ရသေးတာပဲဥပမာမနက်တိုင်းကျမကလေးတွေကိုအကြောင်းသွားပို့တယ်လို့ပြောချင်တယ်ဆိုရင် I take my kids to school every morning I take my kids to school every morning နောက်ထပ်တစ်မျိုးလည်းထပ်သုံးလို့ရသေးတယ် drop off ကွာတသားမိမိလေးတို့ကားလေးနဲ့မောင်းပြီးတော့ခေါ်သွားတယ်။ကျောင်းရှိရောက်တော့ကလေးတို့ချပြီးကလေးတွေကသွားသူဝင်သွားတယ်။ဒီလိုအခြေအနေမျိုးမှာပေါ့။ဒါဆိုလို့ရှိရင်ဒီနေ့ကျမသားလေးကိုကျောင်းသွားပို့ရမယ်လို့ပြောချင်တယ်ဆိုရင် I have to drop my son off at school today. I have to drop my son off at school today. တသားမိမိလေးတွေကျောင်းဆင်းတာကျောင်းပြန်ဆင်းတာကျောင်းလွတ်တာဒါကို English လို့ပြောချင်ရင်ဒါလေးကိုသုံးပြီးတော့ပြောတယ် get out ကျောင်းပဲအချိန်ဆင်းလဲကျောင်းပဲအချိန်လွတ်လဲလို့မေးချင် What time does the school get out? What time does the school get out? နောက်တစ်ခုအနေနဲ့ကျောင်းပြန်လွတ်လို့ကျောင်းသွားကြိုမယ်ကျောင်းကြိုတာကို English လို့ပြောချင်ရင် pick up အဲ့လိုမျိုးပဲငါသမီးလေးကိုညနေကျရင်ကျောင်းကသွားပြန်ကြိုရမယ်လို့ပြောချင်လဲဆိုလို့ရှိရင် I have to pick up my daughter from school this evening. I have to pick up my daughter from school this evening. ဒီချက်ပိုကောင်းတဲ့သင်ခန်းစာလေးအများကြီးသင်ပေးဖို့ရှိသေးတာမို့လို့ဒီချက်ရဲ့ page လေးရဲ့ YouTube channel လေးကို follow လုပ်ထားဖို့မမေ့နဲ့ပြီးတော့ဖိဖိမိမိတွေအတွက်အရန်ကိုအသုံးဝင်မဲ့ English for Parents ဆိုပြီးတော့အတန်းလေးလက် t-shirt တစ်ခုဖွင့်ထားသေးတယ်သင်ခန်းစာပေါင်း30ကြီးများကိုမတူညီတဲ့ခေါင်းစဉ်လေးတွေအမျိုးမျိုးနဲ့တသားမိမိလေးတွေလည်းမနက်ခင်းမိုးလင်းတဲ့အချိန်ကနေပြီးတော့အိယာဝင်တဲ့အချိန်ထိကိုဘလို့စကားလုံးလေးတွေသုံးပြီးတော့ English လို့ပြောပြလို့ရမလဲဆိုတာလေးတွေသင်ပေးထားတဲ့အတန်းလေးဖြစ်ပါတယ်spoken phrase လေးတွေအများကြီးလေ့လာရမယ့်အတန်းလေးဖြစ်တာမို့လို့သင်တန်းလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်ဒီချက်ရဲ့ page messenger လေးမှာလာမေးပြီးတော့အတန်းလေးအပ်လို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye